စိတ်ကောင်းနဲ့မောင်တောင်းမှမယ်ခင်ပြူရဲ့ဘယ်ရွာမှာနေတာကိုသိချင်းလာပါတယ်မိုင်းညိုညိုဆိုင်လို့ရဲ့ညိုပြာရီမောင်ချေတော်ရလေးနဘေးကဆွဲအဲ့ဒီရွာပဲခွဲသဘောကောင်းနဲ့ကလေးမရဲ့ရွာကိုလေလာမယ်မင်းတို့အိမ်ရောက်တော့ကွယ်မောင်ကိုပါကြွေးမယ်အော်ဒီစတိတ်ကတလေဒါမျိုးတွေကိုပို့ပို့ငါကြွားမပြခြင်းနဲ့မိုးနှတုံးကဖားမကြီးရဲ့စားပြခြင်းနဲ့သဘောကောင်းနဲ့ကလေးမရဲ့ခင်တို့အိမ်မှာမိမ့်မိတ်စားခြင်းတဲ့ရွာမှာကွယ်ဟိုရှိကခင်ပြူရဲ့ရုပ်ရှင်ကချောလာတယ်တော့ရမမနေနဲ့ကွယ်မြို့ကူသာမောင်ခေါ်မယ်သမီးစာစကားမှမပြောနဲ့တော့လူများပါချင်တယ်ရိုသေစွာလင်ဝဲတရားကိုအများကြီးသိတတ်တယ်သဘောစိတ်ကောင်းနဲ့မောင်တောင်းမှမယ်ခင်ပြူရဲ့ဘယ်ရွာမှာနေတာကိုသိချင်းလာပါတယ်လို့ရဲ့ညိုပြာရီမောင်ချေတော်ရလေးနဘေးကဆွဲအဲ့ဒီရွာပဲခွဲသဘောကောင်းနဲ့ကလေးမရဲ့ရွာကိုလေလာမယ်